အဖွဲ့ထဲမှာသူတို့ကိုပြည်သူလူထုကပဲရွေးချယ်တင်မြှောက်ထားတဲ့အောင်လိမ်လည်လှည့်ပြားပြီးတော့အာဏာယူနေတဲ့အာဏာကိုလိုချင်နေတဲ့ဒီလူတွေကပဲသူတို့ဝင်ကြီးယာရုတွေနေရာတွေပေးထားကြတာဖြစ်တဲ့အကြောင်းသူတို့ကလထိုင်တီမြေရေးအတွက်အာဏာမြဲရေးအတွက်အောက်ခြေက PDF တွေကိုချနှင်းထိုးကြွေးတော့မှ PDF တွေရဲ့အသက်တွေကိုစရေခံခဲ့တဲ့အကြောင်းဒီကိစ္စတွေကိုNUG ကို9နှစ်လုံးထောက်ခံလာခဲ့ကြတဲ့သူတို့ရဲ့NUG ရဲ့ဘက်တော်သား lobby တွေ speaker တွေကိုယ်တိုင်ကဝေဖန်ထောက်ပြလာကြတာဖြစ်ပါတယ်ဗျ။ရွာပတ်လည်းမိုင်းထောင်ဖို့မိုင်းကြီးဆက်ကြီးမပေးတဲ့ရွာသားတွေကိုရွာအပြင်ထုတ်ထားမယ်လို့စာတင်ကြောင်းမှာခလေးတွေကိုစာလာမတင်ရအောင်ကန့်ကွက်မယ်လို့ဆိုရဖန်စီထားတဲ့ဗရမတူကိုပဲအဲ့ဒီပကဖဆိုတဲ့ကောင်တွေကမရင်းကျင်တာမျိုးတွေအဲ့ဒီကိစ္စမျိုးတွေကိုဖုံးဖိမျက်ကွယ်ပြုထားတာတွေဒီလိုတောင်းယူမှုတောင်းခံမှုမပြုနိုင်တဲ့ရည်ချင်းမရှိတဲ့ NUG တစ်ဖွဲ့လုံးကိုအသစ်ပြုပြင်ဖွဲ့စည်းဖို့ဝေဖန်ထောက်ပြတောင်းဆိုလာကြတာဖြစ်ပါတယ်နှစ်ပေါင်းများ80ကျော်80ရှိပြီကျွန်တော်တို့ရဲ့ပြည်တော်စုသမ္မတမြန်တော်အစိုးရရဲ့လက်ထက်မှာဘယ်တော့မှတတက်နဲ့တကူမကြားဘူးခဲ့တာဒီ NUG လက်ထက်ကြာကမှပဲမိုင်းထောင်ဖို့ကိစ္စရွာသားတွေကိုစက်ကြီးတောင်းတာမရလို့သူတို့ရဲ့သားသမီးတွေကိုစာတင်ကျောင်းမှာစာတင်ခွင့်မပေးဘူးဆိုတော့တားမြစ်တယ်ဆိုတဲ့ကိစ္စတွေကတော်တော်ကိုရုပ်ပေါက်လုံးတဲ့ PDF လောက်ရတယ်ပေါ့ဒါပြင်များဗရက်တွေကလည်းမရင်းကျင်းတဲ့ကိစ္စတွေခဏမှဖြစ်အခုလက်တလို့ပဲမွတ်စလင်ဗရက်မတူကိုစကားဖာတွေကဝိုင်းမရင်းကျင်းတဲ့ကိစ္စပြဿနာပေါ်လာပြန်ရောဒီကောင်တွေဒီဖွဲ့စည်းတွေကဘလို့ဖြစ်နေလဲဆိုတော့စစ်တပ်ကနာမည်ဖြစ်နေတာတကယ်လို့ရက်ကဒီကောင်တွေကကြည်လုံနေတာအကြောင်းမလို့စမ်းဆောင်ရင်ညံပြင်းတဲ့စင်မမွေတို့ဇိုဝေစွတို့ကိုလူချင်းချင်းခိုင်းနေတာပေါ့ဗျာ9နှစ်တန်းလည်းပြည့်ပြီဆိုတော့လဲသိပြီပေါ့တို့ဝိမဲ့လဲအာနာယူသွားပြီလေအာနာယူသွားပြီဆိုတော့မလွှဲကျင်ကြတော့ဘူးပေါ့ဗျာမြန်မာတက်မတော်ကူသာအာနာယူအစိုးရတို့ဘာလို့ညာတို့အပုတ်ချတာတကယ်အာနာယူတာကြတော့UG မ UG စစ်ပဲအခုငကားနဲ့ဖြစ်တဲ့နောက်ဆက်တွဲကိစ္စမှာငကားကုတ်ကွနေတဲ့ဖုန်းကြီးကိုUG ဗရက်တရဖန်စီတက်ပြစ်တယ်လို့သတင်းတွေထွက်ပေါ်နေပြန်ပါတယ်ကျွန်တော်တို့ဘုရားဘာသာဝင်တွေအထက်မြတ်ထားကုတ်ကွယ်နေတဲ့ဒီကူဆရာတော်ဘုရားကြီးတို့နောက်တစ်ခါဝီစီပိတ်ဆရာတော်ဘုရားတို့ကိုဒီ OIC ကနေတော့မှလက်သက်မွေးထားတဲ့ NLD ရဲ့ cell တွေပေါ့ဗျာအဲ့ဒီကောင်တွေက line ပေါ်ကနေတော့မှဆဲတိုင်းတော့အနည်းမျိုးစုံနဲ့ပေါ့ဗျာသူတို့အလူမကြတိုင်းဆဲတာဒီဆရာတော်ကြီးနှစ်ပါးကိုတရားပွဲတွေကိုလည်းချုပ်ချယ်ကမ္မထမ်းပွဲတွေကိုလည်းအတန်ချက်ဆက်တန်နေစူညံတယ်ဆိုပြီးတော့ချုပ်ချယ်တားမြစ်အဲ့ဒါလို့သာဗုဒ္ဓဘာသာဝင်တွေရဲ့တရားပွဲတွေကမ္မထမ်းပွဲတွေကိုသာချုပ်ချယ်ကန့်ကွက်နေတာအတန်ချက်ဆက်ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီကောင်တွေမွတ်စလင်တွေရဲ့ဗလီတွေကနေတော့မှ24နိုင်လုံးပေါ့ဗျာအတန်ပေးတာအတန်ချက်ဆက်တွေတုံးပြီးတော့ဒါမျိုးကြတော့ဘယ်ကောင်းမှကန့်ကွက်မဲ့ကောင်မရှိဘူးဒေါ်စုကြည်ကိုယ်တိုင်ကပဲကျွန်တော်တို့ဗမာတွေကိုနှိမ့်တာဗျာဗမာတွေကကြွားလဲကြွားတယ်ကြောလဲကြောတယ်နဲ့နောက်တကပြောသေးတယ်ကလားကိုကလားလို့ခေါ်တာမကြိုက်ရင်မခေါ်ပါနဲ့တဲ့ဗမာကိုကလားနဲ့တက်မဲ့ရန်တိုက်ပြီးတော့ကလားတွေကပို့ပြီးတော့ဂျိုကြွတာပေါ့ဗျာရွှေကုံဖျားကရွှေသင်္ကန်းတွေကိုလည်းရွှေအတုတွေပါဆိုပြီးတော့ဆွတ်ဆွဲအကြောင်းပြရမဲရှာတာပေါ့ဗျာပြီးတော့ရွှေတွေကိုခွာစစ်တက်နဲ့တကူတစ်ခါမှမကြုံပါဘူးဒါကြောင့်မို့လို့လေဒီအမျိုးသမီးဖျားဆူတာပေါ့ဗျာ NLD တစ်ဖွဲ့လုံးပြင်စာနန္ဒီရကန်ထိုက်လို့ဖန်ခံရချိန်မှာဆန္ဒတွေပြတော့ဘလောက်ယုံညံ့တယ်ဆိုတော့နော်မြန်မာတွေရဲ့အယူဝါဒအရအယုံညံ့ဆုံးဖြစ်တဲ့အမျိုးသမီးတွေရဲ့ထမင်းတွေကိုလမ်းမတွေအထက်မှာကြိုးရနေတဲ့တန်းပြီးတော့အောက်ကရဟန်းရှင်လူတွေအကုန်လုံးဖြတ်သွားတာဗျာညှိုးငယ်စွာနဲ့ဘလောက်များရုပ်မာရိုင်းဆိုင်ကြတယ်ဆိုတာအဲ့ဒီ OIC အစားအသောက်ကိုမျိုးဆို့ထားတဲ့ကလားတွေလက်ချက်ပေါ့ဗျာအဲ့ထဲမှာမုတ်ကလားတွေရဲ့မောရီစာပေးစာကန်းစာကိုမျိုးဆို့စားတော့ပြီးတော့မှတာယာနေကြတဲ့ဗမာတစ်စပေါက်တွေလည်းပါသေးတာပေါ့ဗျာအခုအဲ့ဒီဗမာတစ်စပေါက်တွေနဲ့
အဲ့မုတ်ကလာဇဝေဆိုလို့နဲ့ဖွဲ့စည်းထားတဲ့ NUG အစိုးရကအခုကြည်ပြကိစ္စငကားကိစ္စတွေနဲ့လည်းပြဿနာလည်းတက်ရောမုတ်ကလာဇဝေဆိုရဲ့ NUG အစိုးရကိုဒေါက်တာတီဇာဆန်းတို့ဦးကြီးမြင့်တို့ရုပ်ထိုက်တန်သိန်းတို့ကိုဒေါင်းတို့သူတို့တွေကနေတော့ဝိုင်းဝန်းထောက်ပြဝေဖန်လိုက်တဲ့အခါမှာတော့ဇော်ဝေစုဟာယာရူပစင်ပေးရလူဆက်စစ်အခြေအနေဆက်ရောက်လာတာပေါ့ဗျာဒီအချိန်မှာဇော်ဝေစုရဲ့နောက်ကလက်မကြီးဘွားကနေပေါ်လာပြီးတော့ NUG ကိုစွန့်ကြီးလောင်းတာတော့မတရားပါဘူးဆိုပြီးတော့ NUG ကိုကာကွယ်ပြောကြားလာတာဒီပြုလာတာပါတယ်ဗျာကျွန်တော်တို့နားထောင်ကြည့်ရအောင်ဒါပေမဲ့အုပ်စုတူလည်းရှိတယ်ကျွန်တော်တွေ့ဘူးတော့အုပ်စုသူက NUG မှာသူကတကယ်ကိုအရာရောက်ချင်တယ်နေရာရချင်တယ်သို့တော်ညာလဲနေရာမရတဲ့အပေါ်မှာ NUG ဘာလို့ချောင်းဆိုးဆိုးနော်စကားပြောနာချီချီအခုတော့ပြင်းနေတာအဲ့လိုလူတွေကြတော့လဲဒါဆိုတော့အခုတော့မဆောင်တာဖြစ်တဲ့အတွက်မတိကျိုးကျုံပြုထားဖို့လိုအပ်တယ်အဲ့တော့အခုလိုကိစ္စတွေဖြစ်ပြီးဆိုမှထော်လဲရောထိုင်နေသူကလည်းဝိုင်းပြီးတော့စွန်းကြီးလောင်းတဲ့အုပ်စုလည်းရှိတယ်ဒါကကျတော့ခုနကပြောသလိုဒီမုတ်ကလာက OIC ကနေတော့ဗမာပြည်အတွက်တီးတန့်လွှတ်လိုက်တဲ့ခလေးဘွားတွေကဗမာပြည်တွေကိုရောက်လာတဲ့ OIC ရဲ့ cell တစ်ခုပေါ့ဗျာ spy ပေါ့ spy မွေးထားတာပေါ့ဗမာတွေရဲ့နေမှုထိုင်မှုလူမှုဘဝအခြေအနေယဉ်ကျေးမှုဒလေထုံတန်းအဲ့ဒါတွေသူအားလုံးသိတယ်ဗမာစကားကောင်းကောင်းကျွမ်းကျင်တက်မြောက်တဲ့ဗမာစာသင်ကျောင်းမှာအကြောင်းတက်သွားခဲ့တယ်ပေါ့ဗျာပြီးတော့မှအခုနိုင်ငံခြားကနေတော့မှဝါရမှိုင်းနေတိုက်နေတာပေါ့ဗျာဗမာအစိုးရဘာလို့ချီပါပါသေးပေါက်ပေါက်သူပြောတဲ့စကားတိုင်းပေါ့အနာချီဆောင်ချောင်းဆိုအကုန်လုံးမကောင်းမြင်ဝါရနဲ့ပဲဝေဖန်တိုက်ခတ်နေရှင်းရှင်းပြောရင်တော့သူတို့ရဲ့စီမံကိန်းပေါ့ဗျာ Islamization ပေါ့အဲ့ဒီ Islamization စီမံကိန်းအတိုင်းကျွန်တော်တို့မြန်မာပြည်ကိုအစ္စလာမ်ဘာသာကိုးကွယ်တဲ့မွတ်စလင်နိုင်ငံကြီးဖြစ်သွားအောင်ဟာဒီ NUG ဒီဇော်ဝေဆိုမွန်းတဲ့ပေါင်းပေါ့ဒီကောင်ဒီပူပေါင်းကြံစီနေတာပေါ့ဗျာ NUG ရဲ့ရုပ်မှာပက်ဆက်တဲ့အကြံအစီကိုကျွန်တော်တို့မြန်မာမျိုးချစ်တွေကလည်းသိတယ်ဆရာတော်တန်ဃာတော်တွေကလည်းသိတယ်ဒါကြောင့်မလို့ကျွန်တော်တို့တွေကဗုဒ္ဓဘာသာပျောက်ကွယ်မသွားအောင်အမိမြန်မာနိုင်ငံတော်ကြီးကိုကျွန်တော်တို့ဆရာတော်တန်ဃာတော်နဲ့အတူမျိုးချစ်တွေဝိုင်းဝန်းကာကွယ်နေတာပေါ့ဗျာတငယ်ချင်းရဲ့ညီလေးညီမလေးတို့မင်းတို့မြင်ကြတဲ့အတိုင်းနော်စိတ်ကြုံမခံပါဘူးစိတ်ကြုံမခံပါဘူးဆိုတော့မင်းတို့တွေအခုဘာသူကြုံဖြစ်နေပြီလဲ NUG ဝန်ကြီးချုပ်ဇော်ဝေဆိုကလည်းမုတ်ကလာနော်သူ့ရဲ့နောက်က NUG ရဲ့နောက်ကလက်မဲရလဲမုတ်ကလာဒီမုတ်တွေကတကဘာလုံးကို Islamization ဆိုရဲနော်အစ္စလမ်ကြီးစိုးရေးဝါဒဝါပမာပြည်ကိုအစ္စလမ်နိုင်ငံဖြစ်အောင်သူတို့ကလှုပ်ချင်တာဒါကြောင့်မလို့မင်းတို့ကိုချင်းကြီးတွေကျွေးပြီးတော့ဗမာချင်းပြန်တက်ခိုင်းနေတာနော်ဒါမြမပြည်ရင်းရေးလေကွာမြမအရေးနော်မုတ်ကလာနဲ့ဘာမှမဆိုင်ဘူးမုတ်တေမြမပြည်ရင်းရေးမှာဘာမှဝင်ပြီးတော့စက်ဖက်စရာမလိုဘူးနော်ငါတို့မြမတိုင်းသား135မျိုးတော့မှာမုတ်ကလာမပါဘူးအဲ့ဒါသဘောပေါက်ဖို့လိုတယ်နော်မုတ်ကလာကျွန်တော်မွတ်ကျွန်တော်မခံကြနဲ့ကွာမင်းတို့မြန်မာလေးတွေရကြတော့ငါညီတို့ငါတငယ်ချင်းတို့လက်နဲ့ချပြီးအလင်းဝင်ပြီးအိမ်ပြန်လာခဲ့ကြတော့မုတ်အတွက်တော့အသိမခံကြနဲ့တော့မုတ်အတွက်ပေးဆမ်းမဲ့အစားကိုတိုင်းပြည်ကိုလူ